ဆိုင်မိုင်းဝေတဲ့ဆိုင်တို့ရှမ်းထန်နေမြေပြန်ကတူအချောလာရောက်လာတယ်တာကလေးမို့မို့တင်မခုတ်ရိုးချစ်စရာကောင်းသူရဲ့အသားကလေးနှုတ်ပြုံညိုကြောင်မို့ဆိုင်ရဲ့ချစ်ရင်ကိုလုံနိုးခဲ့ပိတ်ချလို့တော့လေကိုတကယ်ဖွင့်ပြောရမှာပဲဆိုင်ချစ်တဲ့မြေပြန်ကချစ်သူရဲ့ချစ်ကလေးတွေသိနေချစ်တဲ့အကြောင်းပြောမယ် How hug ဆိုလို့ပြောရင် How ကို hug ဆိုလို့ပြန်ပြောခွင့်မြေပြန်ကနေရောက်လာတဲ့ချစ်အသက်ရဲ့ Cherry ပန်းခုလို့ပန်းပေးမယ်မြေပြန်ကိုသာမပြန်နိုင်ခွင့်ဆောင်းနေတွေကြဖက်ထားမယ်တို့ချမ်း